နှွေးထွေးမှုကိုလေအပြည့်အဝပေးနိုင်တဲ့ရင်ခွင်ပိုင်ဆိုင်ထားတဲ့သူတွေဆိုရင်တော့ဒီဗီဒီယိုလေးကိုတေချာကြည့်သွားပေးပါဘာလို့လဲဆိုတော့လက်ရှိကတော့စောင်းလာသည်အခုကျွန်တော်ကြေညာပေးမှာကအဲကွန်ပေါ့နော်တာမန်အဲကွန်ထက်ကိုသူကပို့ပြီးတော့မှပို့အေးတယ် inverter type ဖြစ်မဲ့တကောင်အား ultra series ဖြစ်တယ်ဗျာအဲ့အတွက်ကြောင့်မလို့ပေါ့နော်တောင် channel ဆိုရင်တော့စောင်းချုံလောက်နဲ့အဆင်ပြေနိုင်မှာမဟုတ်ဘူးနော်အနှွေးတဲ့ပေးနိုင်တဲ့ရင်ခွင်ကောင်းကိုပိုင်ဆိုင်ထားတဲ့သူတွေဆိုရင်တော့ဒါလုံးဝလက်မလွတ်တဲ့အခွင့်အရေးနော် alpha အမှတ်တစိဖြစ်မယ်ဗျာဒီမှာတကောင်အားနော်ဒီမှာကျွန်တော်ပြမှာဒါတကောင်အားဒါဒီ indoor ဖြစ်မယ်ဒါဒီ outdoor ဖြစ်မယ်ဟုတ်ပြီနော်သူ့မှာအဆက်ဆက်ပစ္စည်းတွေကဒီလိုမျိုး remote တို့ aircon ရေစင်းပိုက်တို့နောက်ပြီးတော့ဒီလိုမျိုးပါတင်ပါထိုက်တဲ့ပစ္စည်းတွေတော့ပါတယ်နော်အခုမှယူမယ်ဆို73သိန်း9900နဲ့ရမှာ16သိန်းကြော်တန်တွေကိုကျွန်တော်တို့ promotion လုပ်ပေးထားတာဘာလို့လဲစောင်းလာဒီမှာအေးနေတဲ့အချိန်မှာလည်းပစ္စည်းတွေပြတ်နေတဲ့အခါကျတော့ရှိတဲ့ပစ္စည်းကိုရောင်းပေးတယ်အဲ့တော့ကြောင့်မလို့16သိန်းကြော်တန်းတွေကိုကျွန်တော်တို့73သိန်း9900နဲ့ရန်ကုန်မန္တလေးဆိုင်ကွက်2ဆိုင်ကလုံးမှာရပါတယ်အာမကန်က9နှစ်ကြီးများတော့ပါတာဗျာနော်1 horsepower တကောင်အား ultra series ဖြစ်တယ် ultra series ဖြစ်ပြီးတဲ့အပြင်ကိုသူ့မှာ smart energy mode ဆိုတာပါတဲ့အတွက်ကြောင့်မလို့တာမန်ထက်ပို့ပြီးတော့မီတာကတွေမီးစားတာတွေပို့တက်တာစေတယ် inverter type ဖြစ်တဲ့အတွက်ကြောင့်မလို့ inverter နဲ့ပဲသုံးလား solar တက်ထားလို့ပဲဖြစ်စေလို့ချင်းမလို့ solar နဲ့သုံးလားလုံးဝကိုအဆင်ပြေတယ်နော်အဲ့တော့နှွေးထွေးတဲ့ရင်ခွင်ကိုပိုင်ဆိုင်ထားတဲ့သူတွေကလက်တွေ့ဝယ်ပြရမယ့်အချိန်ရောက်ပြီနော်ဟုတ်ကဲ့ကျွန်တော်ရန်ကုန်မန္တလေးဆိုင်ခွဲရှိပါတယ်ရန်ကုန်ဆိုင်မှာလည်းရပါတယ်မန္တလေးဆိုင်မှာလည်းရတယ်ပေါ့နော်လူချင်းမလို့ဆိုင်မလာဘဲနဲ့ online ကနေမှာယူမယ်ဆိုလဲမြန်မာပြည်အနှံ့ပို့ဆောင်ပေးပါတယ်ဒီမှာ tissue အားပေးရတာ2 way ကျေးဇူးတင်ရှိပါတယ်